sorry နော်ဒီနေ့မှာတော့ဒီလိုမျိုးစာတွေဘယ်လိုလုပ်ရလဲဆိုတာပြောပြပါမယ်ပြီးတော့ဒီမှာလည်းလုပ်ထားပါတယ်ပြီးတော့ဒီမှာလည်းတစ်ခုဒီမှာလည်းတစ်ခုအဲ့ဒါတကယ်ချင်းစီဒီမှာလည်းတစ်ခုအဲ့လိုကိုရီးယားစာတွေတရုတ်စာတွေဘယ်လိုပို့ရလဲဒီမှာတစ်ခုကျန်သေးတယ်ရှိသေးလားမရှိတော့အဲ့ဘယ်လိုလဲဆိုပြမယ်အဲဒါကိုပို့တင်တဲ့သူလေးဝင်လာကိုကတော့ဒီထဲလေးဝင်လိုက်ပါမယ်ဒီထဲလေးကတော့ဒီဟာလေးကိုနှိမ့်လိုက်ပါမယ်ပေါ့နော်ခဏလေးနော်ဒီအဲ့ဒါလေးနှိမ့်လိုက်ပါပြီးတော့ဒီလိုဟာလေးပို့လို့ရှိရင်ခဏလေးနော် sorry ပါဒီလိုမျိုးလေးတွေပါမယ်ပေါ့နော်အဲ့တော့ကအမလေးအဲ့ဒါမဟုတ်ဘူးခမဘူးလို့အဲ့ဒါမဘူးလို့ရောခဏလေးနော်ကြည့်လိုက်အောင်မယ်ဒီဟာလေးကြည့်ဒါလေးနဲ့ပဲလုပ်ပြလိုက်တော့မှာနော်ဒါလေးနဲ့လုပ်လို့မရအောင်ဝါဟိုလိုမျိုးဟာလေးဒီမှာဆွဲပြမယ်ဆွဲပြမယ်နော်ဆွဲမယ်ဆိုကမှာပဲโอเคဒီလိုဟာလေးလေအဲ့လိုမျိုးဟာလေးတွေ့ရမလားပြမယ်အမလေး GIF ဆိုတဲ့ဘီနာဟာလေးရုပ်ပုံမဟုတ်ဘူးနော်ခုနပုံဆွဲပြတဲ့ဟာလေးအဲ့ဒီနှိပ်လိုက်မယ်အချိန်ရလို့ရှိရင်မလေးအဲ့ဒါမဟုတ်လားဒီဟာကြီးပေါ်လာတယ်နော်အဲ့ဒါပေါ်လာလို့ရှိရင်နော်တကယ်လည်းဖြစ်လိုက်မယ်အဲ့ပေါ်လာလို့ရှိရင်ဒီထဲမှာပေါ့နော်ဒါကြီးခဏလေးနော်ပြင်စေအဲ့ဒါလေးပေါ်လာပါမယ်ဒါလည်းတခါလေးဖြစ်လိုက်မယ်အဲ့ဒါလေးနှိပ်လိုက်ပါနှိပ်ပြီးတော့နော်အဲ့ဒီထဲမှာကိုလိုချင်တဲ့ဟာလေးကိုတခုနှိပ်လိုက်မှာကိုရီးယားမလုပ်ချင်ဘူးဒီ Chinese တရုတ်ဟာလုပ်ချင်အဲ့ဒီဟာလေးနှိပ်ဒီဟာဆက်လုပ်လို့မရဘူးနော်ကိုလုပ်ချင်တဲ့ဟာတခုပဲနှိပ်ဒါတွေကတော့အကုန်လုံးမြန်မာဇော်ကြီးမြန်မာ Unique English Yuki ဆိုတဲ့ဟာအဲ့ဒီဟာလေးရှိအဲ့ဒီဟာလေးတကူမဖွင့်သေးဖွင့်နိုင်ပြီးကိုတ